မင်္ဂလာပါခင်ဗျာကျော်ကျော်ရဲ့ design ID mobile မှာကြိုဆိုပါတယ်ဒီနေ့မှာတော့ပေါ့နော်service ဆရာတွေတော်တော်များများလဲ recommend ပေးတယ်ဒီ iPhone ရော Android ရောပေါ့နော်ပြင်ဖို့အတွက်ပေါ့နော်ဒီ service ဆရာတွေတော်တော်များများကြိုက်တဲ့ဒီ microscope ပေါ့နော်ဒီ model လေးတစ်လုံးကိုလာပြီးတော့ပြပေးမှာဖြစ်ပါတယ်ပေါ့နော်ဒီ model လေးကတော့ပေါ့နော်ဒီ RF4 ကထုတ်တဲ့ဒီ6565 Pro ပေါ့နော်ဒီ model လေးပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ model လေးကဆိုလို့ရှိရင်ဒီပေါ့နော် service ဆရာ10ရောက်မှဆိုလို့ရှိရင်ပေါ့နော်ဒီ10ရောက်လောက်ကတုံးကြတယ်ပေါ့နော်ဒါကတော့ကျွန်တော်ပြောတာကဒါ professional ဆရာတွေအတွက်ပဲပြောတာเนาะ professional ဆရာတွေတော်တော်များများမှဆိုလို့ရှိရင်ဒီ model လေးတွေကိုစောင့်ထားကြတာများတယ်ပေါ့နော်ဒီနေ့မှဆိုလို့ရှိရင်ပေါ့နော်ဒီ iPhone 6565 Pro လေးကိုပေါ့နော်ကျွန်တော်ဒါတခါတည်းဘယ်လိုမျိုးဆင်မလဲဆိုတော့တခါတည်းပြသွားပေးမယ်ပေါ့နော်ဒါကတော့ RF4 ကထုတ်တဲ့ဒီ6565 Pro ပေါ့နော်ဒီ RF4 6565 Pro ပေါ့နော်သူ့မှာဘာတွေပါမလဲဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့အရင်ဆုံးဒီအောက်ခံပြားကြီးပေါ့နော်ဒီအောက်ခံပြားကြီးပါမယ်ဒီလိုမျိုးအောက်ခံပြားကြီးပါမယ်ဒါအပေါ်ကကင်မရာထားတဲ့နေရာကပေါ့နော်ဒါအပေါ်ကဒီကျွန်တော်တို့ဒီ HDMI ပေါ့နော်ဒီဘက်ကကင်မရာတက်တဲ့နေရာမှာထားဖို့ဒီကောင်ကကျတော့ LAN 0.7 ပေါ့နော်ဒီ 0.7 LAN ပေါ့နော် LAN ပါမယ်အထက်က screw တွေဒီမှာတောက်ဖို့တန့်ရှင်းလောက်ဖို့ပေါ့နော်ဒါလေးတွေပါမယ်ပေါ့နော်ထည့်ပေးထားပါတော့โอเคကြောင်းမှာဖာလေးနဲ့ထည့်ပေးထားတယ်ပေါ့နော်ပို့တဲ့ခါကျရင်တတရက်လေးနဲ့ဖြစ်အောင်ပေါ့နော်ဒီကောင်းမှာဆိုရင်ဒီလိုပုံစံမျိုးလေးပေါ့နော်ဘယ်လိုပုံစံမျိုးလဲဆိုရင်ဒီကောင်က motor adapter ဒီကောင်တော့ကောင်းကိုကျွန်တော်ဒီကောင်ကိုဘေးလေးမှာရင်ထားလိုက်မယ်ဒီလိုတက်မလဲဆိုရင်ဒီကောင်ကိုပြားလေးကိုရင်ထောက်ပြားလေးရင်ထောက်ပြီးရင်သူရဲ့အတန်ကိုယူသူရဲ့အတန်ကတော့ဒီပုံစံမျိုးလေးပေါ့နော်သူရဲ့အတန်ကိုယူပြီးကျွန်တော်မူလီစောက်ရမှာပေါ့နော်လဲမူလီพอดีမူလီကဒီပုံစံမျိုးလေးတက်မယ်ဒီပုံစံမျိုးလေးရပြီပေါ့နော်ဒီနော်
မလှုပ်အောင်ဆိုရင်တော့ဒီကောင်ကိုတေချာလေးကြက်ပေါ့နော်အောက်မှာအဲကီးလေးပါလေးပါတယ်တေချာလေးကြက်ပေါ့ဒီကောင်တေချာလေးကြက်မယ်ကောင်လေးဒီမှာထည့်ကြိုက်တဲ့အနေထားတစ်ခုရအောင်ပေါ့နော်။ဒါဆိုရင်တင် short ဖာနေတာတင် short လို့တာဒီလိုပေါ့နော်တင်မယ် short မယ်တင်မယ် short မယ်ပေါ့နော်ဒါတင် short လောက်တဲ့ဟာသူ line man လေးရှိတယ်ကောင်လေးရဲ့အနေထားတော့ဒီပုံစံမျိုးပေါ့နော်လာတာသူအားလုံးပိတ်ပေးထားတယ်ပေါ့နော်ဒါမဝင်အောင်ဖုံးနေပါညာမဝင်အောင်ပေါ့နော်ဒီမှာဒီကောင်လေးဆိုရင်ဒါတစ်ခါတည်းပေါ့နော်ဒီ land ပေါ့နော်ဒီ land နဲ့တစ်ခါတည်းတက်လို့ရတယ်ပေါ့နော်ဒီမှာဖွင့် land တက်တဲ့ခါကျရင်ဒီကောင်အောင်ဖွင့်ဒီပုံစံမျိုးပေါ့နော်ဖွင့်land ပေါ့နော်ဒါကတော့3.9ပေါ့နော်ဒီ brother ကလည်းသူက3.9လေးပဲလိုချင်တယ်ဆိုလို့3.9လေးပေါ့နော်ထည့်ပေးထားတာဒါပေါ့နော်3.5ဆိုတော်တော်လေးကိုမြင့်တယ်ပေါ့နော်ကျွန်တော်တို့ဆိုရင်လည်းခါတော်တော်လေးဆိုင်ရသူကတော်တော်လေးကိုကွာဝေးကနေပြီးတော့ကြည့်ရတာပေါ့နော်ကွာဝေးဒါတော့ 0.7 ပေါ့နော် 0.7ဒီကောင်လေးကိုထည့်ရမယ်နော်ဒီကောင်လေးကိုမထည့်လို့ရှိရင်ကိုယ့်ရဲ့ဟိုဒီ microscope ကြီးကတော့မကြဘူးပေါ့နော်ဒီဖုံခဲငွေ့တွေနဲ့ပေါ့နော်ဝါးသွားမှာပေါ့နော်အဲ့ဒါကြောင့်ဒီကောင်လေးကိုပေါ့နော်မဖြစ်မနေတတ်ထားရမှာပေါ့နော်ဒီကောင်ကတော့မဖြစ်မနေတက်ရမှာပေါ့နော်အထက်ကကျတို့ဒီပေါ့နော်မှန်ဘလူးကိုမဝါးသွားအောင်ပေါ့နော်ဒီဟိုခဲငွေ့တွေနဲ့ပေါ့နော်မဝါးသွားအောင်လို့ပေါ့နော်ပြီးရင်ဒီဘေးကလေဒီကောင်လေးကိုနည်းနည်းလေးဟိုသူကမူရင်းထဲကတော့ဒီမူလီကတစ်လုံးပဲပါတာပေါ့နော်တချို့ customer ဆိုလာပြန်မေးတယ်ကိုကြီးဟာမူလီကတစ်လုံးနဲ့ပါလို့ပါညာပေါ့နော်သူကတော့ဒါတစ်လုံးပဲပါတာတကယ်လို့ comment ကိုထပ်ပြီးတော့ထည့်ခြင်းလဲဆိုလဲထပ်ချထည့်ပါဗျာသူမှတော့မူရင်းပါတော့တစ်ခုပဲပေါ့နော်ဒီကောင်ကတော့မှန်ဘလူးပေါ့နော်ဒါလေးကမှန်ဘလူးလေးတွေပါမှန်ဘလူးဒီမျက်စိကြည့်တဲ့နေရာမှာပါခမက်လိုမျိုးဒီကောင်လေးရှုံးမယ်နော်ရှုံးမယ်ခါနေကြရင်ကြောက်မှန်ဘလူးကြည့်တဲ့နေရာလည်းမပါဘူးပါညာမလုံးနဲ့တော့ဒီကောင်လေးတွေဖွင့်ဒီကောင်လေးတစ်ခုဒီကောင်လေးတစ်ခုနှစ်ခုပေါ့နော်ဒီနှစ်ခုကိုကျွန်တော်တို့ကဒီမျက်စိနေရာမှာထည့်လိုက်မယ်ဒီလိုမျိုးပေါ့နော်ထည့်လိုက်မယ်ကြာသွားပြီဒီလိုမျိုးနေထားပြီးတဲ့ခါကြာလို့ရှိရင်ဘာရှိအောင်လဲဆိုလို့ရှိရင်သူ့အပေါ်မှာဟိုဘယ်လိုပြောမျက်စိနဲ့ပေါ့နော်ဒီအံဝင်ခွင်ကြားဖြစ်အောင်ပေါ့နော်ဒီကြည့်တဲ့ခါကျရင်တက်တောက်တန်တာဖြစ်အောင်ဆိုလို့ရှိရင်ဒီပေါ့နော်ဒီကောင်လေးတွေကိုထည့်ထားရလောက်တာလဲဆိုဒီပေါ့နော်မျက်လုံးကြည့်တဲ့နေရာမှာဒီလိုမျိုးကြည့်တဲ့ခါကျရင်လေဟိုဘယ်လိုပြောအနီးကကြည့်တဲ့ခါကျရင်ပေါ့နော်ဒီမျက်လုံးတက်တောက်တတာဖြစ်အောင်လို့ပေါ့နော်ဒီတီဘက်လေးတွေခံထားတာပေါ့နော်ဒီမှာဒီကောင်ဆိုရင်ကောင်လေးနားနေပြီးတော့တက်လိုက်မယ်တက်မယ်ကောင်ဆိုလဲကနေပြီးတော့တက်လိုက်မယ်ဒါဆိုကျွန်တော်ကြည့်ရတာပေါ့နော်ဒီမျက်လုံးကနေပြီးတော့တက်တောင့်တက်တာဖြစ်တာပေါ့နော်ဒါဆိုရင်တက်တောင့်တက်တာဖြစ်တာပေါ့နော်မီးပြောင်းဒါကတော့ sorry ဒါကဘာလေးလဲဆိုလို့ရှိရင်ဒီကောင်ကဘာလေးလဲဆိုလို့ရှိရင်ဒီမှာ
ဒီကောင်ကဘာလေးလဲဆိုလို့ရှိရင်ပေါ့နော်ဒီ CMOS adapter ဆိုတဲ့ဒီကောင်လေးပေါ့နော်ဒီကောင်လေးကဘာလေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာထည့်ရမှာပေါ့နော်ဒီကောင်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ monitor တွေနဲ့တွဲသုံးတာပေါ့နော်ဒီ HDMI တွေနဲ့ပေါ့နော်ဒီကြိုးတွေနဲ့ပေါ့နောက်ပိုင်းကျလို့ရှိရင်ကိုကကင်မရာတွေပါညာဝယ်နိုင်တဲ့ခါကျလို့ရှိရင်ကင်မရာနဲ့ပေါ့နော်တွဲသုံးလို့ရတယ်ပေါ့နော်ဒီ monitor တွေမှာတွဲသုံးလို့ရတယ်ပေါ့နော်တချို့ဆိုရင်လာမေးတယ်ကိုကြီးရေဒီ HDMI နဲ့ပေါ့နော်တွဲသုံးလို့ရလားပေါ့နော်ဒီ monitor နဲ့တွဲသုံးလို့ရလားဆိုဒီကောင်လေးတွေဒီအပေါက်ပါလို့ရှိရင်ပေါ့နော်ဒီလိုမျိုးလေးပါလို့ရှိရင်ဒီမှာပေါ့နော်သုံးလို့ရပါတယ်ပေါ့နော်ဒါကိုကအခုလောဆယ်တော့သူကတော့ကင်မရာမဝယ်နိုင်သေးဘူးပေါ့နော်ကိုကကင်မရာဝယ်နိုင်တဲ့ခါကျဒီမှာဒီကောင်လေးကိုဖွင့်လိုက်ပြီးဒီမှာလေးတက်ပြီးတဲ့ခါကျ monitor နဲ့တွဲသုံးလို့ရတာပေါ့နော်အခုလောဆယ်ကတော့ဒီကတော့ကျွန်တော်ဒီ monitor ပေါ့နော် monitor နဲ့မတွဲသုံးဆိုတော့ဒီလိုပုံစံမျိုးလေးပေါ့နော်အနေထားလေးကတော့ဒီလိုပုံစံမျိုးလေးရသွားပြီပေါ့နော်အနေထားဒီလိုပုံစံမျိုးရသွားပြီအဲ့ဒါဆိုရင်ဘာလုပ်အောင်မလဲဆိုကျွန်တော်တို့ကမီးဝိုင်းတက်မယ်ဒါကမီးဝိုင်းမှာခမရဘာမှတက်မလဲဆိုရင်သူရဲ့အောက်ရှိမှာကျော်နောက်ပြီးကြလို့ရှိရင်ကိုဆရာတွေဝယ်တဲ့ခါကျရင်တော့မူလီတစ်လုံးလေဝယ်တယ်မပြောနဲ့တော့တော်တော်များများကလာလို့ရှိရင်မူလီက2လုံးပဲလာတာများတယ်နော်မူလီတစ်လုံးကပျောက်နေတာမဟုတ်ပါဘူးတော်တော်များများက2လုံးပဲလာပါတယ်ခမရဒါကိုလောက်ရှင်တဲ့အနေထားပေါ့နော်အနေထားကိုရွေးပေါ့နော်ဒီမအလင်းတွေပါညာပေါ့နော်ချိန်လို့လွယ်မဲ့ဘက်ကိုထားပေါ့နော်အလဲကွတီလောက်ကြအောင်မူလီချက်ပေါ့နော်ကိုကမူလီ3လုံးလုံးထဲချင်တာဟေ့ဆိုလို့ရှိရင်တော့တစ်လုံးကတော့ရှာထည့်ရမှာပေါ့နော်ပြီးရင် adapter ကျိုးနဲ့ဒီကောင်လေးကတော့ adapter ဘာလို့ခါလဲဆိုရင်ကျွန်တော်ဒီကောင်လေးကိုတော့ရှုပ်တော့ဘူးတက်အသွင်ကျိုးလေးနဲ့ပဲသုံးကြည့်ပေးမယ်ပေါ့နော်ဒါကတော့ဒီ type C လေးကိုပဲသုံးထားတာဖြစ်တဲ့အတွက်ပေါ့နော် type C လေးကိုပဲသုံးထားတာဖြစ်တဲ့ကျွန်တော်ဖွင့်တော့ဘူးကျွန်တော်ကျန်သွားပြီဒီမှာတစ်ခုဒီနောက်တစ်ခုကျန်သွားတယ်ဒီကောင်လေးပေါ့နော်ဒီကောင်လေးကဘယ်နေရာမှာသုံးတာလဲဆိုဒီအောက်မှာထည့်ရမှာနော်ဒီအောက်မှာထည့်ရမှာပေါ့နော်ဒါကျွန်တော်ကတော့တစ်ခုတက်တာမှားသွားပြီပေါ့နော်ပုံမှန်တော့သူကဒီအောက်လေးမှာထည့်ရမှာဒီကောင်ကနေပြီးတော့ကြာလာတာပေါ့နော်ဒီကြာလာတဲ့ခါကြာလို့ရှိရင်သူကတစ်လေးနဲ့ခံတာပေါ့နော်အဲ့ဒါကျွန်တော်တစ်ခါတည်းထည့်ပြလိုက်မယ်ခဏနေကြရင်โอเคဒါကတော့တစ်စုံလုံးတက်ပြီးသွားပါပြီပေါ့နော်ဒါကတော့တစ်စုံလုံးတက်ပြီးသွားတဲ့အနေထားလေးပေါ့နော်ဒီကောင်ပေါ့နော်ဒါကတော့360 degree လှည့်လို့ရတယ်ပေါ့နော်ဒီကောင်လေးကတော့360 degree လှည့်လို့ရတယ်ဒီကောင်ကတော့အပေါ်တင်အောက်ချပါနော်ဒီမှာတွေ့လားပေါ်တင်အောက်ချရမယ်ပြီးရင်မီးလေးတစ်ချက်ထိုးပေးပါဒါကတော့ဒီကျော်တော့အသွင်ကျိုးမထောက်တော့ဘူးเนาะဒီမှာပဲဖုန်းအသွင်ကျိုးလေးနဲ့ပဲတိုက်စီဆိုတော့လေဖုန်းအသွင်ကျိုးလေးနဲ့ပဲလောက်လိုက်မယ်ဒီမှာပေါ့နော်ဒါမီးပေါ့နော်သူရဲ့မီးအလင်းအားဆိုတော့အောက်မှာပေါ့နော်ဒီ socket တစ်ခုကြည့်မယ်ပေါ့နော်ဒီလိုမျိုးဒီကောင်ဆိုရင်ပေါ့နော်ဒါကတော့အပေါ်တင်အောက်ချပေါ့နော်ဒါကတော့အပေါ်တင်အောက်ချပေါ့နော်ကိုဒါကတော့အနေထားတယောက်နဲ့တယောက်မတူဘူးပေါ့နော်ဒါကိုရဲ့ဒီပေါ့နော်အမြင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ်ပိုင်ကိုထားခြင်းတဲ့အနေထားမှာထားပေါ့နော်ဒါကတော့အပေါ်တင်အောက်ချဒီကောင်းအောင်တော့လေဒီ360 degree လှည့်လို့ရတယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်ဒါဒီမှာဒီတည်ပြားလေးဆိုရင်ဒါမျက်လုံးကိုပေါ့နော်ဒါကြာကြည့်ဖို့ဆိုလို့ရှိရင်ကြာအာယုံစိုက်ပြီးလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတက်ဖြစ်အောင်လို့ဒီကောင်လေးနဲ့ချိန်ပြီးတော့ကြည့်တာပေါ့နော်ဒီဘေးမှာဆိုလို့ရှိရင်လည်းဒီမှာစားဆွဲတဲ့ခါကျရင်လေဒီမှာလေစားဆွဲတဲ့ခါကျရင်ကိုကဥမာပေါ့နော်ဒီတေးသေးလေးမြင်နေရတယ်ဆိုရင်ကြီးလာရှင်လို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကိုပေါ့နော်လှည့်တာပေါ့နော်ဒါအစပေါ့နော်ဘယ်နှစဖြစ်ကိုဆွဲမဲ့ပေါ့နော်ဒီစထိပေါ့နော်ဆွဲလာတယ်ပေါ့နော်ဟိုသေးရွာမလားကြီးရွာမလားပေါ့နော်ဒီလိုမျိုးပေါ့နော်ဒါစဆွဲတာပေါ့နော်ဒါကတော့ပေါ်တင်အောက်ချပေါ့နော်ဒါကတော့
ကျွန်တော်ဒီဟိုဘက်ဒီဘက်ပေါ့နော်ဒီ360 degree လှည့်လို့ရတယ်ပေါ့နော်ဒီကောင်လေးကတော့ဒီကောင်လေးရှိတာပိုပြီးတော့ဆင်ပြေတယ်ပေါ့နော်ဒီကောင်လေးကျလာတဲ့ခါဒီကောင်မရှိတဲ့ခါကျရင်ပေါ့နော်ဒီကောင်ကျလာတဲ့ခါကျလို့ရှိရင်ပေါ့နော်ဒီအောက်ကပေါ့နော်ထိခိုက်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီကောင်လေးကိုတော့ထည့်ထားရမှာပေါ့နော်တချို့ပေါ့နော်တချို့ model နှိမ့်နေဆိုလို့ရှိရင်ပေါ့နော်ဒီကောင်လေးကတော့မပါဘူးပေါ့နော်တက် model နှိမ့်နေဆိုဒီကောင်လေးကမပါတာများတယ်ပေါ့နော်ဒီ model တွေမှာတော့ဒီကောင်လေးကတခါတည်း ready ပါတာပေါ့နော်ဒီပေါ်ကတော့ဒါကင်မရာဝယ်နိုင်တဲ့ခါကျရင်ဒီကောင်လေးကိုချိုးပြီးတဲ့ခါကျရင်ဒီမှာကင်မရာကိုတက်ပြီးတော့သုံးပေါ့နော်ဒီကောင်ကတော့နော်ဒါ professional ဆရာတွေအတွက်လို့ပဲပြောရမလား iPhone ရော Android ရောပြင်ဖို့ပေါ့နော်ဒီရေရှည်ရက်တည်မဲ့ဆရာတွေအတွက်ကိုရွယ်ပြီးတော့ပေါ့နော်ဒီ model လေးကိုပေါ့နော် recommend ပေးတယ်ပေါ့နော်ဒါပေမဲ့ကိုကတော့အခုမှစပြီးတော့ဖုန်းပြင်မယ်ဆိုလို့ရှိရင်ဖုန်းပြင်မယ်ကျွန်တော်တို့ဒီ model ကြီးဝယ်တင်လားဆိုရင်ကျွန်တော်တို့ဟို budget နိုင်တဲ့သူတွေအတွက်ကတော့ကျွန်တော်တို့အားပေးတယ်ဒါပေမဲ့ budget မနိုင်ဘူးပေါ့နော်ကိုကဟိုပတ်စံတွေပြန်ချိန်နေရတယ်ဆိုလို့ရှိရင်တော့ဒီ model မဝယ်နဲ့ပေါ့နော်တခြားသုံးလို့ကောင်းတယ်ပေါ့နော်ဒီဥမာဒီ YCS ကဒီပေါ့နော် 6558S တို့လိုမျိုးပေါ့နော်အဲ့လိုမျိုးဟို LLS tensor လောက်ကိုပဲသုံးပြီးတော့ပေါ့နော်တခြားဒီပေါ့နော်ကျွန်တော်တို့ဒီ hit gun ပေါ့နော် hit gun တွေဝယ်တာမျိုးပေါ့နော်ဒီခဲကောက်တွေဝယ်တာမျိုးကိုလုပ်ပေါ့နော်ဟိုတခါတည်းဒီစကုတ်ကြီးတစ်ခုတည်းမှာပဲတခါတည်းမရင်းနှီးလိုက်နေပေါ့နော်ဒီကောင်ကတော့ကိုကပတ်စံလဲနိုင်နေပေါ့နော်ဒီပေါ့နော်update တွေလည်းခဏခဏမမြင့်ချင်ဘူးဆိုတဲ့သူတွေအတွက်ပေါ့နော်ဒီကောင်လေးကတော့ဟိုတကယ်ဘာလို့ပြောမလဲဟိုအသေးစိတ်ပေါ့နော်ဒီ IC တွေပါညာပေါ့နော်ဟိုအသေးစိတ်လောက်ရတဲ့အနေထားမှာဆိုရင်ဒီကောင်ကအရန်ယူပေါ့နော်ဒီကြည်လင်ပြတ်သားတဲ့အနေထားမှာမြင်ရတာပေါ့နော်